ငါကိုယ်တော်ရှင်မြတ်ကြဆုံးခံဖျားဖြစ်ခြင်းစိတ်နဲ့ဖျားစုပန်ခြင်းကိုသာငါအကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်ငါမှာကြီးညိုပွဲအစင်းနဲ့ကိုးကွယ်စရာဂုဏ်တော်တွေရှိချောင်းလူပုံအလဲကြေညာမောင်းခတ်ခဲ့ငရဲနဲ့နိဗ္ဗာန်သွားဖို့တည်ခြင်းတရားတစ်ခုတည်းကိုငါဖန်ဆင်းတော်မူတယ်ငါ့ကိုယုံကြည်ကိုးစားတဲ့လက်များအတွက်ထိချင်းငါးပြမှာကြာမျိုးငါးတွေပွင့်ပြီးငါ့ကိုထိပါသူတွေကိုတော့မိုးပြိုပြီးမြင်းမြူစေခဲ့လူတို့ရဲ့အလောင်းတွေနဲ့ငါဝိညာဉ်ကိုဆေးကြောပြီးအသစ်ပြန်လဲမွေးဖွားလာမဲ့ငါအတွက်ကဘာဝတာရှင်ခုန်နေအတင်တို့ဘာမှမဖြစ်နဲ့ငါအေးအဝါတာအောက်မှာအေးအေးလူလူပူလောင်စီငါရောင်ကြီးရောဖြာဆင်းမှုနဲ့တင်တို့ပြာကျအောင်လင်းခဲ့ပြီမဟုတ်လားစစ်ပွဲကိုအာယုပြုပြီးဒေသနာပွားကြတဲ့အတွက်ကြီးစီတန်းတွေမရှိစัจ java လာတိုက်တောင်းအမြောက်တန်နဲ့သာအမျှဝေရမယ်ငါဟာဖျားဖြစ်မဲ့အာနာရှင်ဖြစ်တယ်ချစ်စာသောတာဝကတို့အယက်တကာလှဲ့လဲအကျန်းဖက်စုလောကတရားကိုစောင့်သူများဟာတနတ်တွေပဲကြည်ပေါက်ရာများနဲ့ကဘာကြီးအလင်းပွင့်စီကွယ်အနာမျိုးအပေါင်းနဲ့ငါသူ့ကောင်းပြုမယ်ဘေးယောဂရောင်စုံပွင့်နဲ့လေးကျွန်းဆက်ကြတယ်ဒုက္ခတဲ့စကံပေါင်းစုံကမေတ္တာပို့တယ်များငါထံနဝင်ပြီးရန်ဆေးရမွဲတည်မှုများကိုငါပင်ပန်းစွာပြုစုပြိုးထောင်ခဲ့ငါရဲ့အအောင်မြင်ဆုံးကြေကွဲနာကျင်စရာများအတွက်ဆာလောင်ငတ်မွတ်ခြင်းတွေကိုဆုလက်အဖြစ်ပေးသနာခဲ့ပြီးနောက်လာမဲ့တုံညကဘာအတွက်ဖျားလောင်းများစွာကိုလည်းငါကိုယ်တိုင်ဖျားဖြစ်တင်တဲ့များအထူးပို့ချပေးခဲ့လေတယ်ငါတရားဦးတရားထူးများနဲ့ငါထက်စောစောကျွတ်တန်းဝင်သွားသူတွေကောင်းရာသူဂတိလားပါစေခုငါရဲ့နောက်ဆုံးချိန်အတွက်ပုံးခိုစရာဘုံခိုခြင်းများနဲ့အဆောင်အလျှောက်တာဝကများလဲနေရာချထားလို့ပြီးပြီငါ့ကိုတကြိုတုတ်တင်ဖို့ရာတုတ်တန်တင်းချိုင်းတွေမလို့ငါခေါင်းကိုဖြတ်လဲကိုလှီးပြီးလူလူရှိမှအောင်မွဲခံကြစေသူရဲ့လူလူနဲ့ငါရုပ်ကလတ်ဟာပြည်သူတွေးမြစ်ထဲမှာစီမျောပြီးဖနှောင်ပေါင်းများစွာရဲ့အမျှဝေခြင်းနဲ့ပရိဒေဝမီးတွေအလဲသွေးပွက်ပွက်အံပြိဋိဘံဆန်လိမ့်မယ်ငါဟာငရဲကြလူဇဲမာတောင်ငါဟာငရဲကြလူဇဲမာတောင်ဖျားစုပန်အောင်မဲ့အခွင့်ထူးခံတယောက်ဖြစ်ကြောင်းမော်ဖူးကြစေငါကိုယ်တော်ရှင်မြတ်တာဒီကဘာရဲ့ယွန်စရာအကောင်းဆုံးကြီးကျယ်မွန်မြတ်သူငါအကြောင်းငါသမိုင်းမှာအရိုင်းတွေဆက်လက်ပွင့်နေ